ဒီကနေ့မနက်ပိုင်းမှာတော့အင်ဒိုနီးရှားနိုင်ငံမှာအင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ဒီကနေ့ဒေသစံတော်ချိန်မနက်6:48မိနစ်အချိန်မှာအင်ဒိုနီးရှားနိုင်ငံမိုလူကာပင်လယ်ပြင်ကိုဗဟိုပြုပြီးပြင်းအား Richter scale 9.4 အဆင့်ရှိတဲ့အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ အမေရိကန်ဘူမိဗေဒစစ်တမ်း USGS ရဲ့အစောပိုင်းထုတ်ပြန်ချက်အရပြင်းအားဟာ 9.8 အထိရှိခဲ့တယ်လို့သိရပါတယ်။ငလျင်ဗဟိုချက်ဟာလူဦးရေ2သိန်းကျော်ရှိတဲ့တာနိတ်မြို့ကနေ120ကီလိုမီတာခန့်အကွာမှာရှိပြီးမြေအောက်အနက်35ကီလိုမီတာမှာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ငလျင်လှုပ်ခတ်ပြီးနောက်အင်ဒိုနီးရှားဖိလစ်ပိုင်နဲ့မလေးရှားကမ်းရိုးတန်းတွေမှာဆူနာမီလှိုင်းကြီးတွေဖြစ်ပေါ်နိုင်တယ်လို့သတိပေးချက်ထုတ်ပြန်ခဲ့ပေမဲ့နှစ်နိုင်ငံခန့်အကြာမှာတော့အာဏာပိုင်တွေကဒီသတိပေးချက်ကိုပြန်လည်ရုပ်သိမ်းလိုက်ပြီးဖြစ်ပါတယ်။ဒါပေမဲ့ငလျင်ရဲ့ပြင်းအားကြောင့်မာနာဒိုမြို့ကအားကစားကွင်းတွေဟိုတယ်တွေနဲ့ဆေးရုံအချို့မှာအဆောက်အုံပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။လက်ရှိမှာတော့ပြင်းအား 9.5 နဲ့ 9.2 ရှိတဲ့နောက်ဆက်တွဲငလျင် aftershock တွေစက်တိုက်လှုပ်ခတ်နေစေဖြစ်လို့ဒေသခံတွေကိုကမ်းရိုးတန်းတွေနဲ့ဝေးရမှာနေထိုင်ကြဖို့အာဏာပိုင်တွေကသတိပေးထားပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်ခရိုင်အတွင်းမှာမီးခိုးမြူငွေပြဿနာတွေဆက်လက်ဆိုးရွားနေပြီးဒေသခံတွေရဲ့ကျန်းမာရေးကိုချိန်ချောက်နေပါတယ်။လက်တလောထွက်ပေါ်လာတဲ့အစီရင်ခံစာတွေအရချင်းမိုင်ခရိုင်အတွင်းမှာ dry down နယ်မြေဟာအစိုးရအဆုံးနဲ့အစိုးရဆုံးဒေသအဖြစ်ရှိနေပါတယ်။ဒါအပြင် hot data အပါအဝင်အခြားသောနယ်မြေပေါင်း16ခုမှာလည်းတောမီလောင်ကျွမ်းမှုတွေဇက်တိုက်ဖြစ်ပွားနေတာကိုတွေ့ရှိရပါတယ်။ဒီလိုမီးလောင်ကျွမ်းမှုတွေကြောင့်လေထုအတွင်းကအမှုန်အမွှား PM 2.5 ပမာဏဟာသတ်မှတ်စံနှုန်းထက်အဆမတန်ကျော်လွန်နေပြီးလေထုညစ်ညမ်းမှုအမြင့်ဆုံးအဆင့်ကိုရောက်ရှိနေတာဖြစ်ပါတယ်။လက်ရှိမှာတော့သက်ဆိုင်ရာအာဏာပိုင်တွေကတောမီတွေကိုထိန်းချုပ်ဖို့နဲ့မီးခိုးမြူတွေလျော့ပါသွားအောင်အရှိန်အဟုန်မြင့်ဆောင်ရွက်နေကြပါတယ်။ဒေသခံတွေအနေနဲ့လည်းကျန်းမာရေးကိုအထူးသတိပြုဖို့နဲ့အပြင်ထွက်တဲ့အခါတိုင်း N95 ဒါမှမဟုတ်တင့်တော်တဲ့ mask တွေကိုမဖြစ်မနေတပ်ဆင်ကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။ရခိုင်ပြည်နယ်တန်တွဲမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ကလေးငယ်အပါအဝင်မိသားစု4ဦးသေဆုံးသွားခဲ့ပါတယ်။ဧပြီလ1ရက်နေ့မနက်ပိုင်းကတန်တွဲမြို့နယ်အတွင်းကိုစစ်ကောင်စီတပ်ကတိုက်လေယာဉ်၄စင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ပင်လယ်ပြင်ကနေလည်းရေတပ်သင်္ဘောတွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့အာရခတပ်တော် AA ကထုတ်ပြန်ထားပါတယ်။ဒီတိုက်ခိုက်မှုကြောင့်တန်တွဲမြို့နယ်ခလာရ55စခန်းအောင်အနီးမှာနေထိုင်နေကြတဲ့စေဘေးချောင်မိသားစုတစုတွေကလူကြီးအသက်48နှစ်အရွယ်26နှစ်အရွယ်တို့နဲ့အတူအသက်9နှစ်နဲ့2နှစ်အရွယ်ကလေးငယ်2ဦးတို့ဟာပွဲချင်းပြီးသေဆုံးသွားခဲ့ရပါတယ်။သေဆုံးသွားတဲ့မိသားစုဟာကြောက်တော်မြို့နယ်ကနေငပလီကိုလာရောက်လှုပ်လှုပ်ခိုင်နေကြသူတွေဖြစ်တယ်လို့သိရှိရပါတယ်။ဒါအပြင်ဒီတိုက်ခိုက်မှုအတွင်းမှာပဲ10နှစ်အရွယ်ကလေးငယ်2ဦးနဲ့3နှစ်အရွယ်ကလေးငယ်2ဦးအပါအဝင်ကိုဝင်ဆောင်မျိုးသမီး2ဦးလည်းပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့ပါတယ်။လက်တလုံးမှာတော့ဒဏ်ရာရရှိသူတွေကိုအရေးပေါ်ဆေးကုသမှုတွေပေးနေရတယ်လို့သိရှိရပါတယ်။အာရခပြည်သူ့အစိုးရအနေနဲ့အခုလိုမိသားစုလိုက်တည်ဆုံခဲ့ရတဲ့အပေါ်အထူးဝမ်းနည်းကြေကွဲရကြောင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်ဟာအခုနောက်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုတွေကိုပုံမလှုပ်ဆောင်လာနေတာကြောင့်မိဘပြည်သူတွေအနေနဲ့လေကြောင်းအန္တရာယ်ကိုအထူးသတိပြုကြဖို့လည်းအာရခတပ်တော်ကတိုက်တွန်းနှိုးဆော်ထားပါတယ်။ဒါကတော့ရခိုင်ပြည်နယ်အတွင်းကနောက်ဆုံးရတဲ့စီးရီးသတင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အဓိကကျတဲ့မြောက်ရီကော့ဂရိတ်အာရှလမ်းမကြီးကိုစစ်ကောင်စီကဒီကနေ့ဧပြီလ2ရက်နေ့မှာပြန်လည်ဖွင့်လှစ်ဖို့ပြင်ဆင်နေပါတယ်။ပြီးခဲ့တဲ့မတ်လ18ရက်နေ့ကစစ်ကောင်ဆောင်နဲ့ထိုင်းစစ်ဦးစီးချုပ်တို့တွေ့ဆုံဆွေးနွေးပြီးနောက်မှာအခုလိုနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်ဖွင့်ဖို့ဖြစ်လာတာပါ။ဒီလမ်းမိုင်းလုံခြုံရေးအတွက်စစ်တပ်နဲ့အတူနေကြားစောက်တပ် BGF ကပါဝင်ကူညီသွားမယ်လို့သိရပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းမြောက်ရီမြို့တောင်ဘက်ကော့ဂရိတ်နဲ့ကျုံတိုးမြို့အနီးတွေမှာစစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။လမ်းပြန်ဖွင့်မယ်လို့ကြေညာထားပေမဲ့ခီးသွွားပြည်သူတွေနဲ့ကားသမားတွေအကြားမှာတော့စိုးရိမ်မှုတွေရှိနေပါတယ်။အာရှလမ်းပုံနေပေမဲ့လက်ရှိမှာအောက်ပိုတဲလို့နေရာမျိုးတွေမှာတော့အခြေအနေကမတည်ငြိမ်သေးပါဘူး။ဒါကြောင့်လောလောဆယ်တော့လမ်းဟောင်းကနေပဲသွားနေရအောင်မယ်လို့ဒေသခံကားသမားတို့ကပြောပါတယ်။